iPhone တွေမှာ YouTube နဲ့တခြားသော application တွေ download များတဲ့ပြဿနာကိုဖြေရှင်းလို့ရမယ် App Store တွေချင်းပြီးတော့ download ရမယ့်နည်းလမ်းလေးကိုပြောပြပေးပါမယ်ရှင်။ပထမဆုံးအနေနဲ့ App Store လေးထဲကိုဝင်ပြီးတော့ App Store ကောက်လေးတွေကိုဝင်ပေးရပါမယ်ရှင်။ Country and Region လေးကိုနှိပ်ပြီးတော့မိမိပြောင်းချင်တဲ့ region လေးကိုရှာပေးရပါမယ်ရှင်။ဒီညလေးမှာညီမက United States region လေးပြောင်းပြမှာဖြစ်လို့မို့ United States လေးကိုရွေးပေးလိုက်ပါတယ်ရှင်။ Continue လေးကိုနှိပ်ပြီးတော့ Agree လေးကိုထပ်နှိပ်ပေးရပါမယ်ရှင်။အခုလိုမျိုးလေးပေါ်လာပြီဆိုရင်တော့ None လေးကိုနှိပ်ပေးရပါမယ်ရှင်။ Street နေရာလေးဒီမှာ One week ဆိုတာလေးတွေကိုရေးပေးရပါမယ်ရှင်။ City နေရာလေးမှာတော့ Birmingham လေးကိုရိုက်ပြီးတော့ထည့်ပေးရပါမယ်ရှင်။ State နေရာလေးမှာတော့ Alabama လေးကိုရွေးပေးရပါမယ်ရှင်။နောက်ပြီးတော့ Zip နေရာလေးမှာဆိုရင်တော့ United States ရဲ့ zip code လေးဖြစ်တဲ့35242လေးကိုရိုက်ထည့်ပေးရပါမယ်။ဖုန်းနေရာလေးမှာတော့ညီမခုရိုက်ထည့်ပေးထားတဲ့12345698939လေးကိုရိုက်ထည့်ပေးရပါမယ်ရှင်။ဒါဆိုလို့ရှိရင်တော့ done လေးကိုနှိပ်လိုက်ရင်တော့အဆင်ပြေသွားပါပြီရှင်။ငါတို့ဆိုင်လေးရဲ့ official page follower ဆိုရင်တော့ follower 2သိန်းနီးပါးရှိရဲ့ iTunes Mobile Land Page လေးပဲဖြစ်ပါတယ်ရှင်။ဆိုင်လေးစာလေးကတော့ရန်ကုန်တိုင်းဒေသကြီးကမာရွတ်မြို့နယ်လဲရစန္ဒာရှိတဲ့လဲရန်တလန်လေးရဲ့မှာပေးရမရှိ follow ပေးထားပါတယ်ရှင်။